ခင်ဗျားတို့နန်းတွင်းထဲမှာဟော့ဘော်စားဘူးလားဟော်တယ်ဂရောင်40နဲ့ရှိချက်ဆိုတော့အများဆုံးဆိုရင်ရောโอเคကိုရုံးမနေလည်းပေးလေစားလည်းရှိရပေါ့ပြီးတော့ကျွန်တော်မှုတပွဲအေးရကောင်းတော့ကောင်းတယ်ဒါပေမဲ့တုံရမ်းဖြစ်တဲ့လျော်ချင်းတက်လေးနေရောပါနေတယ်လို့ပြောတယ်သူကလေဘာဖြစ်လို့တောင်းရမဝဲပဲရောင်းတာ Grand Sunny နဲ့โอเคအဲအကြောင်းမလို့ဒါ limited နဲ့ရောင်းတဲ့ပုံစံမျိုးပေါ့အဲ့ဒီဒါ Grand Sunny ဟာဆိုရင်ကျွန်တော်တို့ကြိုက်တယ်โอเคမင်္ဂလာပါဥပဒေဘောက်ကနေပြီးတော့ကြိုးဆိုပါရယ်ကျွန်တော်ခုဒါရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာရောက်နေရပေါ့နော်ကျွန်တော်ဒီနေ့လည်းနည်းနည်းထူးခြားဆိုင်လေးတစ်ဆိုင်ကိုခင်ဗျားတို့လိုက်ပြီးတော့စားပြချင်ပါတယ်ကျွန်တော်ခုစားပြချင်တာကခင်ဗျားတို့နန်းတွင်းထဲမှာဟော့ဘော်စားဘူးလားစားဘူးသေးတော့ခင်းတော့ကြာသွားပြီဆိုတော့သွားရအောင်โอเคမင်္ဂလာပါဗျဟာတိုက်တယ်တော်မိုက်ရဟာကျွန်တော်ရွေးလိုက်မယ်နော်ဒီကောင်ကရောဆိုတော့ဈေးနှုန်းကြတော့သူက gram နဲ့သွားမှာပေါ့โอเคဆိုတော့ကျွန်တော်နည်းနည်းစိုက်ပြီးလိုက်မယ်နော်ဒီအရှိလေးလားဘာလေးလဲနည်းနည်းတော့ရှင်းပြပါသူလားဒီဘက်မှာကြတော့ကျက်ဒါကျက်မဲဒီကောင်ကကျက်စင်သူတို့လဲဒါတစ်ခုနဲ့ဒါ gram ကမတူဘူးပေါ့မတူဘူးဆိုတော့လေကျွန်တော်ကသိကျင်တာထားပါတော့ကျွန်တော်ဈေးအနည်းဆုံးစားကျင်တယ်ဆိုရင်အနည်းဆုံးဘယ်လောက်ကနေစပြီးတော့ရှိတယ်โอเคဆိုတော့ဒီအသားတွေပြီးတဲ့အခါမှာကျွန်တော်ဒီဘက်ကရောနဲ့ကလီစာတွေလားဟုတ်လားဒါလေးကဘာလဲဗျအဲ့ဒါလေးကအမေပစိုးချမ်းလေးပါဗျဟောအမေပစိုးချမ်းဒီဘက်ကတမီးဒီကဥတွေဒါကြတော့ချက်ချက်တော့အယိုးလွတ်ဖယ်ထားတာโอเคဒါလေးလေးကျွန်တော်တစ်ခုလောက်တော့ယူလိုက်နော်ဒါပြကြဆိုတော့ကျွန်တော်အခုဒီမှာဟိုစားဖို့ဟာလေးလက်ထိုက်တဲ့လောက်ကြည့်ပြီးပြီဆိုတော့လေဈေးနှုန်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်အနည်းဆုံးဆိုရင်ဘယ်လောက်ကနေစပြီးရှင်းနေဒီလေးကနေစားပါဗျဟုတ်ဒီလေးကတကယ်48ချက်ပါဗျအော်တကယ်48ချက်ဆိုတော့ကျွန်တော်အများဆုံးဆိုရင်ရောအများဆုံးကဘုံရောက်မှလေးရှိပါတယ်ဗျဘုံရောက်မှ245ချက်ပါဗျအော်โอเคကိုရုံးမနေလည်းပေးလေစားလည်းရှိရပေါ့ပေးလေစားလည်းရှိပါတယ်ဟုတ်ပဲချဲမှာလားအော်ချက်လောက်ပါကြည့်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်လိုက်မယ်ကိုရုံးမဒီကောင်လားဟုတ်လားဘုံရောက်မှဟိုလေးပါဗျအော်โอเคတော့အဲ့ကောင်တစ်ကောင်ယူမယ်ဗျာတို့ရယ်နောက်ပြီးတော့ဒီကောင်းအစင်းအော်သူကဈေးနည်းနည်းပိုတက်တာရယ်ပေါ့โอเคတော့တမျိုးလေးကြောက်လည်းနည်းနည်းအီရယ်ဗျာတော့နည်းမျိုးသားလေးနည်းနည်းစုံတော့ယူလိုက်ဒီကောင်ကဘာလဲဟာโอเคနည်းနည်းလေးပြုတ်ပုံမှန်ဆိုရင်ကျွန်တော်ဒါအော်ခောက်ဆွဲအစားဒီမှာဝါဥကြာကြလေးရှိတယ်ဆိုတော့ရောထည့်လိုက်လွယ်လာကျွန်တော်နော်တော့ကျွန်တော်လည်းစောင်းပါမယ်ဆိုတော့ကျွန်တော်ဝါဥကြာတဲ့တစ်လုံးလေးယူလိုက်မယ်နောက်ပြီးတော့ကျွန်တော်မှုတပွဲကတပွဲယူမှရမှာโอเคจะเข้าอยู่แล้วเนาะก็ได้แล้วถ้ามันยังไม่ได้อยู่แล้วဆိုတော့လေကျွန်တော်ဒီဟာမဟုတ်ဘဲနဲ့တခြားလေဟို set menu နဲ့ဆိုလို့ရှိရင်မှာကြည့်လို့ရှိရင်တခြားတွေရှိလားဟုတ်ဆိုတော့ဟိုရှိတာကဒီမာလာမောက်ချိုင်မာလာရှန်ကောပြီးတော့ဝိုင်းမှာတပွဲရောင်းနေမိနစ်ရောင်းနေမာလာဆန်ပွဲလေးရှိပါတယ်ဟောဒီကောင်တဝိုင်းအောင်တပွဲပဲရောင်းတာဟော4မိနစ်မို့လို့ငါဒါစိတ်ဝင်စားပါပြီကျွန်တော်ဒီကောင်ကိုပင်လင်သားနဲ့ဒီပွဲလောက်ပေးလိုက်နော်ဆိုတော့တော်တော်ကျွန်တော်တည်သွားရမလားဟုတ်ကဲ့ကျွန်တော်အဲ့လိုပုံမှန်ဆောက်နေရတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တုံရမ်းရတဲ့နေမှာတာနော်မှာကျွန်တော်ယူထားတဲ့ကြက်မဲရယ်ဒီမှာကျွန်တော်ယူထားတဲ့ကြက်စင်အသားရယ်ဒါကတော့ဒါသူတို့ဆိုင်ကပြောရတာကျွန်တော်အသားအကြောင်းပေါ့နော်ဟိုရေဘဝဲတို့ကင်းမုံတို့ပဇွန်တို့လိုပြဿနာမရှိဘူးမြဲအခွန်မာကောင်တွေဖြစ်တဲ့ဒီကမာတို့ခဏန်းတို့ကြတော့အခွန်ကဝိတ်တော်လေးသွားစီးရဲဆိုတော့ budget သမိုင်းနေနေဆိုကျွန်တော်ဒါဈေးလုံးလေးနည်းနည်းလေးထိနိုင်နေပေါ့နော်ဒါကျွန်တော်အခုလက်ရှိ budget သမားတယောက်အနေနဲ့ယူလာတော့မှဒါ2000နဲ့3000ကျားလောက်မှာသွားတယ်အေးရကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်အမြင်ပေါ့နော်တုံရမ်းဖြစ်တဲ့လျော်အချင်းသက်လေးနည်းနည်းတော့နည်းနည်းလေးပေါ့မဆိုစလိုလေးတော့ပူပါသင့်တယ်လို့ကျွန်တော်ထင်တယ်ဒါတော့ဒါဆိုင်ကကျွန်တော်ဟို direct ချပေးတာ sauce ပေါ့နော်တကယ်လို့ကိုမကြိုက်ဘူးဆိုလို့ကျွန်တော်ဒီမှာကိုယ့်အတာကိုကြိုက်တဲ့ဟာတွေ customize လုပ်ပြီးရွေးပြီးစားခြင်းနဲ့စားလို့ရတယ်တော့ဒါတော့ဒါဆိုင်ရဲတာတီးတန်းချီရီကဟိုလုံးချင်းဆက်ပေါ့နော်
ဒါရတဲ့တက်ဆက်ထားရဲပေါ့ပုံမှန်အုံလုံးနဲ့ဆိုင်ကျွန်တော်ပို့ကြိုက်တယ်သူကချင်းဆက်ဆိုရင်ဟိုလိုမျိုးချင်းဆက်ဆက်ရေးမဟုတ်ပဲနဲ့ထဲမှာဒီမျိုးကောင်းပါညာလောက်နည်းနည်းပါပါတယ်ဆိုတော့နည်းနည်းလေးအဲ့ဒါပို့ထူသွားတယ်ဗျဒါတော့ခုနကဒါကျွန်တော်ပြောလိုက်တဲ့ဝတ်သားအချောင်းပေါ့နော်သူကလုံးဝအသားကြီးပဲအသားကြီးဆိုမှအသားကြီးပဲတခြားဘာမှအဲ့လိုစေးကတ်နေအောင်လို့ဒါဆန်မုံတို့ကွန်မုံတို့တုံးတာမပါဘူးဆိုတော့ဒီထဲမှာဝါတဲ့ခါနည်းနည်းလေးပွဲလေးဖြစ်တယ်ဆိုရင်အသားရဲ့အချိုတက်ကိုအရသာအပြည့်တော့ရတယ်အဲ့လိုမျိုးလေးတော့တော်တော်ခံစားရတယ်ဒါလေးကလည်းဒါဒီဆိုင်ရဲ့စီကနီချာပဲပေါ့နော်ဒီမှာတစ်ချက်ကြည့်ကြည့်လိုက်တာသူတို့ဆိုင်ကတီးတန်းရှိရတာပစုံသားကြောင်းပေါ့နော်ဆိုတော့ original ပစုံမျိုးမဟုတ်ပဲね CB အသားကြောင်းလိုမျိုးဖြစ်နေ။အော်ဒီကောင်မလာထမ်းလာပြီလား။ Okay ။တော့ဟောခဏလေးနားလိုက်တော့ကျွန်တော်လုံးဝစိတ်ဝင်စားနေရတယ်။ကျွန်တော်တို့ဒါပင်လေသာအစုံနဲ့ဆက်ယူလိုက်တာပေါ့နော်။ဒီဆက်ကတော့ဒါ3900ပေါ့။ဘာဖြစ်ဒါတယောက်တည်းစားမယ်ဆိုတော့များတော့များရင်2ယောက်လောက်စားမယ်ဆိုတော့ဒါလောက်တယ်။ကျွန်တော်လိုမျိုး2ယောက်ဆိုတော့လောက်တယ်။ဆိုတော့ဒါကျွန်တော်ခုဒါနည်းနည်းကြည့်မိတလို့ဆိုလို့ရှိရင်တားလုံးပါညာတော့အများဆဆပါတယ်နောက်ပြီးတော့ကနန်းတို့ပစုံတို့ရေပွဲလက်တံတွေပေါ့နော်ဒါတွေကိုတော့သူတို့ဒါအဓိကအနေနဲ့ထည့်ပြီးတော့ပင်နေတာဖြစ်သုံးထားတယ်ဆိုတော့အဓိကတော့အရသာအရေးကစိတ်နေဗျဟိုအရင်မာလာဘက်မတော်ဘူးပင်နေတာ vibe တော့နည်းနည်းရတယ်ကျွန်တော်နည်းနည်းလေးမေးချင်တာလေးရှိရသူကလေဘာဖြစ်လို့တောင်းရတပွဲပဲရောင်းတာอ๋อဆိုတော့ဟိုဟာဆိုလိုတာဒီမှာလည်းအနှစ်ကဒီနန်းတွင်းဆိုင်ရကိုရိုင်းလောက်တာကိုရိုင်းစနီနဲ့အော်โอเคဟောအဲ့အကြောင်းမလို့ဒါ limited နဲ့ရောင်းနေပုံစံမျိုးပေါ့နော်ဘာဖြစ်ဒါကိုရိုင်းစတိုင်းဟာဆိုရင်ကျွန်တော်တို့ကြိုက်ဟုတ်ကျေးဇူးပါဗျဟုတ်ဆိုတော့ကျွန်တော်ဆွဲတော့မယ်ကျွန်တော်လည်းစားနေတယ်လို့စားလိုက်တာပဲဗျာစားလို့ကတော့အကုန်လုံးတော့မကုန်ဆိုတော့ဒါကျွန်တော်အနေနဲ့ပြောလို့ရှိရင်တော့တယောက်တည်းဆိုလို့ရှိရင်တော့များတယ်နှစ်ယောက်လောက်ဆိုလို့ရှိရင်တော့နည်းနည်းလေးအဆင်ပြေရဲပေါ့နော်ဆိုတော့ overall ခြုံပြောမယ်ဆိုလို့ရှိရင်ကိုယ့်ဘာသာကိုဆက်ထားတဲ့အနှစ်ဆိုရင်လည်းစားလို့တော်လေးကောင်းတယ်ဆိုတော့ဒါကျွန်တော်လည်းမျိုးစားလို့တောက်လို့အဆင်ပြေအောင်လို့ဒါလမ်းကြောင်းညွှန်ပေးရမယ်ဆိုလို့ရှိရင်တော့ဆိုင်ကဒီရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာရှိတယ်မာခရိုနဲ့ဒါသမိုင်းစီးတီးမဲ့ဂျားရဲကနေရာလောက်မှာရှိရပါတော့အေးတာရလမ်းထောက်ဒါမရန်ကုန်2ရက်ကွက်အနီးမှာရှိရဗျဆိုတော့ဒါပဲ